ကိုယ်ဝန်ဆောင်မျိုးသမီးတွေကိုယ်လာရင်လာတာနဲ့အမျှဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကလေးမွေးဖွားပြီးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့စိတ်အခြေအနေကပိုပြီးတဲ့ခါကျမှ sensitive ဖြစ်လွယ်တယ်ထိလွယ်ရှလွယ်အခြေအနေတွေဖြစ်လာတတ်တယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်မကဒီကိုယ်ဝန်ဆောင်မျိုးသမီးတွေနဲ့မွေးဖွားပြီးခါစားမိခင်တွေမှာဖြစ်တတ်တဲ့စိတ်ကျန်းမာရေးအခြေအနေလေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါကျွန်မကတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာပဖူးထုတာတွေမျှဝေပေးနေတဲ့ဒေါက်တာဆလင်းတော်ပဲဖြစ်ပါတယ် Baby Blue Maternity Blue မိခင်တော်တော်များများတော့ကြားဘူးကြမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီဟာကလည်းတော်တော်အဖြစ်များတယ်အထူးသဖြင့်ဘယ်လိုမျိုးမိခင်တွေမှာပို့ပြီးတော့မှဖြစ်တယ်လဲဆိုလို့ရှိရင် primary catheter လို့ခေါ်တယ်တူးမိခင်တွေမှာဆိုလို့ရှိရင်ပို့ပြီးတဲ့ခါကျမှဖြစ်တာမျိုးများတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိဖြစ်များလဲဆိုလို့ရှိရင်အမျိုးသမီးသုံးပုံနှစ်ပုံပေါ့နော်ဒီလို3ယောက်မှာ2ယောက်လောက်ကတော့ကျမတို့ baby blue ဆိုတဲ့ဒီစိတ်ခံစားချက်အပြောင်းအလဲတွေဖြစ်တာမျိုးတွေဒါတွေကိုခံစားနိုင်နေပေါ့ဆိုတော့ဒီ baby blue ကဘယ်ချိန်မှာဖြစ်တယ်လဲဆိုလို့ရှိရင်ခလေးမွေးပြီးခါစားတစ်ပတ်အတွင်းမှာစပြီးတဲ့ခါကျဖြစ်တတ်တယ်ပေါ့နော်သူအဖြစ်တဲ့ဆုံးချိန်ကကျတော့3ရက်နဲ့4ရက်ချမှာဆိုလို့ရှိရင်เนาะဒီခံစားချက်ကလေးတွေစပြီးတော့မှဖြစ်လာတတ်တယ်ဆိုတော့ဒီခံစားချက်တွေဘာကြောင့်ဖြစ်ရလဲဆိုရင်ကျမတို့တွေကခန္ဓာကိုယ်ထဲမှာရုပ်တရက်ဟော်မုန်းပြောင်းလဲတွေကြောင့်မလို့လည်းဖြစ်နိုင်တယ်ပြီးတော့ role transition လို့ခေါ်တယ်ပေါ့နော်ပုံမှန်အဖေကအမေတယောက်ကိုတော့ခံစားနေရပြီပေါ့နော်ကိုယ်ရှိတော့ဒါပေမဲ့တကယ်ကလေးလေးကကိုယ့်လက်ထဲရောက်လာတဲ့အချိန်ကြလို့ရှိရင်မိခင်နေရာတကယ်ကိုပြောင်းလဲသွားပြီဆိုရင် role transition လို့လည်းသူရုပ်တရက်စပြီးတဲ့ခါကျမှတွေ့ကြုံရတဲ့အချိန်လေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါလိုမျိုးတွေကြောင့်မလို့လေစိတ်ခံစားချက်တွေကအရင်ကအတက်ကြမြင်လာမျိုးဖြစ်တတ်တယ်အဲ့တော့ baby blue မှာခံစားရတာအဓိကအဖြစ် anxiety ပေါ့နော်ဆိုရင်စိတ်ကြီးများတယ်ပြီးရုပ်ထက်ကြီးဘာအကြောင်းပြချက်မှမရှိဘဲနဲ့ငိုချင်နေစိတ်ကြတယ်လို့ဖြစ်လာတယ်ခလေးလေးရလာတဲ့ကြောင့်မလို့သူပြောတယ်ပြောတဲ့စိတ်တော့ဖြစ်ပေမဲ့တစ်ဖက်ထဲမှာလည်းသူစိတ်ထဲမှာဇိုးရေးဇိုးဖြစ်တယ်ပေါ့နော်ဒါယူဘယ်လိုကင်ကြရမလဲမသိဘူးဝမ်းနေဆိုတဲ့ခံစားချက်တွေလည်းဖြစ်တာမျိုးတွေလည်းရှိတတ်တယ်အဲ့တော့အဓိကအဖြစ်တော့ baby blue ကကြတော့သူကတော့နဲ့သူတက်တာသွားတဲ့nature ရှိရဆိုတဲ့ခါကျတော့ဒီ baby blue ခံစားနေရပြီဆိုလို့ရှိရင်တော့အဓိကကိုယ့်ကို self care တွေချလုပ်မယ်ဘေးက support တွေတော့လိုအပ်တယ်ပေါ့နော်အဲ့တော့ဘယ်လို support တွေလိုအပ်လဲဆိုလို့ရှိရင်မိသားစုဝင်တွေကလည်းဒီရဲ့ခုမွေးပြီးခါစားမျိုးသမီးတွေကိုကျမတို့ကဝိုင်းပြီးတဲ့ခါကျမှကိုဆောက်ရှောက်ပြီးဖို့လိုအပ်တယ်ဒရာမာချိုးနေတာတလောက်အဖြစ်မတဲနေလို့ဒီလိုမျိုးတွေမပြောသင့်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကြပါလဲဆိုရှင်နေတယောက်ထဲကလေးမွေးဘူးတာမဟုတ်ဘူးလူတိုင်းမျိုးသမီးတိုင်းဒီလိုပဲကြော်ဖြတ်နေရတာပဲပေါ့နော်ဒီလိုမျိုးစကားလုံးမျိုးတွေမသုံးမဲနဲ့သူ့ကိုချင်းနာနာလေးနဲ့ကျွန်တော်ဖိမပေးဖို့လိုအပ်ပါတယ်ပေါ့နော်အဓိကအပြင်တော့ဒီရဲ့ခံစားချက်အပြောင်းလဲတွေကဒီချိန်မှာဖြစ်တတ်တယ်ဆိုတဲ့အရာလေးတွေကိုကျွန်တော်တို့နားလည်ပြီးဖို့လိုအပ်တယ်။တစ်မျိုးကကြတော့ post natal depression ဒါကြပါလဲဆိုကလေးမွေးဖွားပြီးတော့စိတ်ကြရောဂါကိုခံစားရတာဒီရဲ့ post natal depression ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်ချိန်တွေမှာပို့ပြီးတဲ့ခါကျမှဖြစ်များလဲဆိုလို့ရှိရင်ကလေးမွေးဖွားပြီး6လအတွင်းမှာဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့ကလေးလည်းမွေးပြီးပြီပဲရုပ်တရက်ကြီးပြန်ပြီးတော့ခါကျမှစိတ်ကြကြရဲဆိုတဲ့အချိန်ကြီးဆိုလို့ရှိရင်ကျွန်တော်ကဒါကဒီ6လအတွင်းမှာဆိုလို့ရှိရင်တော့ဒါကလေးမွေးပြီးတော့မှဆက်တဲ့ဒီ post natal depression လို့ခေါ်တဲ့စိတ်ကြရောဂါလို့ကျွန်တော်တို့ယူဆလို့ရတယ်ဖြစ်အများဆုံးအချိန်ကတော့ကျွန်တော်တို့တွေက3 to 4 week ပေါ့နော်ကလေးမွေးဖွားပြီးတဲ့အခါကျတော့တစ်လလောက်မှာဆိုလို့ရှိရင်စပြီးတဲ့အခါကျမှစိတ်တက်ကြရဲဆိုတဲ့လက္ခဏာလေးတွေဖြစ်လာတတ်တယ်အဲ့တော့စိတ်တက်ကြရဲဆိုတဲ့နေရာမှာလည်းအဓိကအပြင်တော့ကျွန်တော်တို့ typical depression လို့ခေါ်တဲ့ပုံမှန်တွေ့နေကြစိတ်ကြရောဂါတွေနဲ့မတူပုံမှန်တွေ့နေကြစိတ်ကြရောဂါတွေကကြတော့တယောက်ဖိနေခြင်းတွေလို့စကားမပြောတော့ဘူးလို့ပြီးလို့ရှိရင်အဲ့ရထဲမှာခွေခောက်နေတယ်လို့ပေါ့နော်ဒီလိုပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ဒီ post နေတဲ့ depression မှာကြတော့သူကရောလေးလာတာပေါ့နော်ဘလို့ရောလာလဲဆိုတဲ့အခါကျတော့သူကစိတ်လွန်ကဲတာတွေဖြစ်တယ်ပြီးတော့တခုခုဆိုစိတ်တိုင်းမကြနေဘူးဒေါသထွက်လေတယ်ပေါ့နော်ဒါအဓိကပေါ့တခုဆိုရှင်စိတ်တိုင်းမကြနေဘူးတစ်ခါနဲ့ဆိုဒေါသတွေကထွက်လွယ်နေတယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်စိတ်ကမကြည်ဘူးပေါ့ဒီလိုမျိုးလက္ခဏာတွေနဲ့အဓိကအဖြစ်တော့ပြတတ်တယ်ပေါ့ post natal depression ကတော့ကျွန်တော်ဝေးဖွားပြီးခါစားအမျိုးသမီးတွေရဲ့15%မှာဖြစ်တတ်တယ်ပေါ့နော်ဒီ post natal depression မှာတော့အမေကကိုယ့်အကိုဂရုမစိုက်နိုင်တော့ဘူးပေါ့နော်ဒီကိုယ့်ကိုအပြေအောင်မှာခလေးရဲ့နေ့စဉ်ကိစ္စလောကမဲ့ကိစ္စလေးတွေကစကူမလုပ်ပြနိုင်တော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အရေးကြီးတယ်ဒီမျိုးဆိုလို့ရှိရင်တော့တက်ကြွနဲ့စိတ်ပညာရှင်တွေဒါမှမဟုတ်လို့ရှိရင်စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့တခြားလေးပြသဖို့လိုအပ်တယ်ပေါ့။နောက်ဆုံးတစ်ခုပါလဲဆိုတဲ့အခါကျတော့ puberty psychosis လို့ခေါ်တယ်။မွေးဖွားပြီးခါစားမိခင်တွေမှာစိတ်နှောက်သွားတဲ့အချိန်ပေါ့နော်။တချို့ကြတယ်ပြောတယ်သွေးနှုတ်သားနှုတ်ချောင်းလို့ဖြစ်သွားတာမျိုးပေါ့နော်။ဒီလိုမျိုးအချိန်တွေမျိုးလေးတွေကြုံရတတ်တယ်။ဒါပေမဲ့ဒါတော်တော်ကိုရှားတယ်။ဥပမာဖြင့်ဘယ်လိုမျိုးလဲဆိုအယောက်1000မှာမှ1ယောက်လောက်ပေါ့နော်။ဒီလိုမျိုးကြုံရတတ်တယ်။ဒါပေမဲ့ဒီအားကကျွန်တော်တို့အရေးကြီးတယ်ဖြစ်လာပြီဆိုလို့ရှိရင်တေချာလေးကုသဖို့လိုအပ်တယ်ပေါ့နော်ဘယ်လိုမျိုးလက္ခဏာတွေပတ်တတ်လဲဆိုတဲ့အခါကျလို့ရှိရင်တော့ပိတ်ဝေးပြီးခါစားအမျိုးသမီးတွေမှာစိတ်နှောက်သွားတဲ့လက္ခဏာတွေပေါ့နော်အဓိကအဖြစ်ကတော့ဘာလဲဆိုတော့ယုံမားတန်ညာစိတ်တွေဖြစ်တာလူမျိုးအတွေးမျိုးတွေဝင်လာတက်လဲဆိုတဲ့အခါကျတော့သူ့မွေးထားတဲ့ကလေးလေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှမကောင်းတဲ့အတွေးဝင်လာတာမျိုးတွေများတယ်ပေါ့ဥမာအဖြစ်တချို့ကျတော့လေဒီဘာသာရေးနဲ့ဆက်ဆက်ပြီးတဲ့အခါကျမှဒီကလေးကနှဆိုးဝင်ပူးနေတဲ့ကလေးပေါ့ဆိုပြီးတော့ဒီကလေးကိုမရှိအောင်ငါတခုခုလုပ်လိုက်ရမယ်လို့ဒီလိုမျိုးစဉ်းစားမိတာမျိုးတွေတခါကျလို့ရှိရင်ဒီကလေးလေးကတအိမ်လုံးကိုခိုက်စေနိုင်တယ်ပေါ့ဒီလိုမျိုးပေါ့အဲ့တော့ငါနဲ့ဒီကလေးလေးနဲ့မရှိတော့ရင်ကောင်းမယ်ပေါ့ဒီလိုအတွေးမျိုးတွေဝင်လာတတ်တယ်
အဲ့ဒါတွေပြောမှာကျမတို့တွေကဘာတွေပါထပ်ပြီးတော့မပေါင်းတက်သေးလဲဆိုတော့ခုနကလိုစိတ်တက်ကြမြန်တာမျိုးတွေစိတ်ခံစားချက်တွေပြောင်းလဲဖြစ်တာမျိုးတွေဝမ်းနည်းလွယ်စိတ်တကြလွယ်ဒါတွေဖြစ်လာတာမျိုးပေါ့နော်ဆိုရင်စိတ်တွေညွန်ခဲတာမျိုးတွေပြီးတော့အဓိကအဖြစ်တော့အိတ်မပြောတော့တာမျိုးပေါ့နော်ညညရဆိုမှအိတ်တော့ဘူးပြီးကိုယ့်ကိုယ်လည်းဂီယူမဆိုင်တော့ဘူးကလေးကိုလည်းလုံးဝကိုဂီယူမဆိုင်တော့တာပေါ့နှုတ်တိုက်မှရှင်လည်းနှုတ်မတိုက်ဘူးကလေးနဲ့ပတ်သက်လို့ရှင်ဘာမှလည်းမကြည့်တော့တာမျိုးတွေဖြစ်တတ်တာမျိုးတွေရှိတတ်တယ်အစိုးဆုံးချိန်ကြီးကတော့ဘာလဲဆိုလို့ရှိရင်တော့မိခင်ကိုယ်တိုင်ကအစကလေးနဲ့တူတူပေါ့အဆုံးစီရင်လိုက်တော့ဒီကလေးလေးနဲ့ငါနဲ့တူတူပြတ်ခွဲသွားရင်ကောင်းမယ်ဆိုပြီးတဲ့အခါကျတော့မှဒီလိုမျိုးထိခိုက်နာကြောင်လို့လိုတဲ့အတွေးကြီးပါဝင်လာတတ်တာမျိုးတွေရှိတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုတော့ကျမတို့ကအရင်အရေးကြီးတယ်တေချာလေးစိတ်ုံတင်ပြီးတဲ့အခါကျတော့မှအမမီကက်တာဖို့လိုရတယ်ပေါ့နော်ဒါပေမဲ့ကလေးတဲ့အမေနဲ့အဲ့ချိန်မှာခွဲထားဖို့လိုရလားဆိုလို့ရှိရင်တော့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ကျမတို့မခွဲထားတာအကောင်းဆုံးပဲကလေးကငယ်သေးတော့အမေရဲ့မတန်တဲ့ bonding ကိုခေါ်တာပေါ့နော်အမေရဲ့အငွေ့အသက်တွေကလည်းလိုအပ်တယ်ဆိုတဲ့အခါကျပုံမှန်နှုတ်ဆိုတိုက်ကြွေးရတယ်လုပ်ပေးဖို့အတွက်ပေါ့ဒါပေမဲ့အများတော့တိတ်ချကိုတယောက်ကနေပြီးတဲ့အခါကျတော့မှစောင့်ကြည့်ပြီးတဲ့အခါကျမှကုသပေးဖို့လိုအပ်တယ်ဒီ Puberty psychosis ဖြစ်ရတဲ့အကြောင်းရင်းကတော့အထူးသဖြင့်ပေါ့နော်မိခင်စီမှာစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးယောဂရှိနေတာမျိုးအထူးသဖြင့်ဘယ်လိုယောဂမျိုးလဲဆိုလို့ရှိရင် bipolar လို့ခေါ်တဲ့စိတ်ကြွစိတ်ကြယောဂမျိုးဖြစ်ခုတယ်ဆိုလို့ရှိရင်တော့ Puberty psychosis ဖြစ်နိုင်တဲ့အခွင့်အရေးရှိတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းရုတ်တရက်ကြီးထပြီးတဲ့အခါကျမှကလေးမွေးပြီး3-4ရက်မှာစဖြစ်တယ်ဆိုလို့ရှိရင်တော့ဟော်မုန်းရန်ပြောင်းလဲမှုတွေရန်များသွားလို့လားပေါ့ဒါမျိုးလေးတွေကျွန်တော်စဉ်းစားလို့ရတယ်ပေါ့အဲ့တော့ခုနက hormonal changes ကြောင့်မလို့ဖြစ်တဲ့ puberty psychosis ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကဆေးပေးကုသတာတေချာလေးကုလုပ်လိုက်ပြီဆိုလို့ရှိရင်တော့ပြန်ကောင်းသွားတယ်လုံးဝကိုအရှင်းကိုတက်တာသွားတဲ့အခြေအနေတစ်ခုကျွန်တော်တို့ရနိုင်တယ်ပေါ့နော် bipolar ကြောင့်မလို့ဖြစ်လာတဲ့ puberty psychosis ကကြတော့ကျွန်တော်တို့ဒီလက်ရှိနေတဲ့ယောဂကိုလို့တေချာလေးပြန်ပြီးတဲ့အခါကျမှကုသဖို့လိုအပ်တာမျိုးလေးတွေရှိတယ်အခုပြပြသွားတဲ့အရာတွေကတော့ကျွန်တော်တို့ဒီငွေဖွားပြီးခါစားအမေဒီမှာဖြစ်တဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေလေးတွေပဲဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့မှအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့ baby blue maternity blue အတွက်ကတော့တည်တံ့ညီကျွန်တော်တို့ဆေးပေးကုသစရာတွေလည်းမလိုအပ်ဘူးဒါပေမဲ့တေချာလေးသူ့ supportive ဖြစ်တဲ့ environment တခုဖန်တီးပေးဖို့တော့လိုအပ်တယ်ပေါ့နော်တေချာလေးကူးဆိုင်ပေးဖို့လိုအပ်တယ်အဲ့အချိန်မှာတက်နိုင်တဲ့လောက် sensitive ဖြစ်တဲ့ဟာလေးတွေကိုလည်းမိသားစုဝင်တွေကနားလည်ပေးဖို့လိုအပ်တယ်ပေါ့နောက်တစ်ခု postpartum depression ကတော့ကျမတို့ဒီလက္ခဏာတွေကနှစ်ပတ်ထပ်ပိုလာပြီးကိုယ့်အကူကိုက်သွဲရတာလည်းခက်ခဲတယ်ဆိုလို့ရှိရင်တော့နေဆရာစိတ်ကျန်းမာရေးဆရာဝန်စိတ်ပညာရှင်တွေနဲ့ပေါင်းပြီးတဲ့အခါကျတော့မှဆေးပေးကုသတာဖြစ်ကုထုံးဖြစ်ဒါလေးနဲ့ကျမတို့ကုသလို့ရတယ်။နောက်ဆုံးတစ်ခုကကျတော့ဒီ puberty psychosis ကတော့အရင်အရေးကြီးတယ်။ဒါက emergency ဖြစ်တယ်ပေါ့နော်။အဲ့အတွက်ကြောင့်မို့လို့ကျမတို့တွေကပိတ်ချဖို့စိတ်ဝင်တင်ပြီးတဲ့အခါကျမှအနည်းကကုသဖို့လိုအပ်ပါတယ်။ဒီခုခံစားရတဲ့လက္ခဏာတွေအကုန်လုံးကတိကျကုသမယ်ဆိုလို့ရှိရင်တော့အရင်တော့တဲ့လက္ခဏာတွေဖြစ်တဲ့ကြောင့်မို့လို့ဝေခွပိကဇာမိခင်ညီမလည်းဒီလိုမျိုးလက္ခဏာတွေခံစားနေရတယ်လို့ရှိလို့ရှိရင်ကိုယ့်ကိုတန်တရားရှိရဆိုလို့ရှိရင်တက်ကြွတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတဲ့ခါကျမှတေချာလေးကုသဖို့တော့ကိုကျွန်မကတိုက်တွန်းပါတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှတခြားသိချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်